extended response ရဲ့အခါမှာဆိုရင် first person point of view မဟုတ်ဘဲနဲ့ third person point of view ကနေရေးပြရမှာပဲဖြစ်ပါတယ်။သုံးများတဲ့ third person point of view ကဘာရေးလဲဆိုတော့ he she they it the other the writer the speaker တို့ပဲဖြစ်ပါတယ်ရှင်။ပြီးတော့တခုသိထားမှာကျတော့ extended response မှာကိုယ့်ရဲ့ opinion ကိုထည့်ရေးလို့မရပါဘူး။ evidence ကအထောက်ထားပါ။ဒါပိုင်းနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကကျတော့ခုနှစ်ပါတယ်။ဒါပေမဲ့ဒီထိမပြောပြထားဘူး။ evidence ပါတယ်။နောက်တစ်ပိုင်းကကျတော့ခုနှစ်တွေဘာမှမပါဘူးဒါပေမဲ့နည်းနည်းပထမတစ်ပိုင်းထက်ဆိုင်တော့နည်းနည်းတည်တည်ချာချာပြပြထားတယ်ဒါဆိုရင်တော့အဲ့နှစ်ခုကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ evidence ပါတဲ့ဟာကိုယူရပါမယ် evidence ပါမပါဘယ်လိုသိနိုင်လဲဆိုတော့ခုနှစ်ပါရင် evidence ကိုတမ်းမြင်လို့ရပါမယ်နောက်တစ်ခုကကျတော့ fact ဆိုတာကျတော့အမှန်တရားကိုပြောတာဖြစ်ပါတယ် claim ကတောင်းဆိုချက်ကိုပြောတာဖြစ်ပါတယ်ဘယ်လိုမျိုး words တွေပါရင် claim လို့သိနိုင်လဲဆိုတော့ the other argue that the other believe that အဲ့လိုမျိုးတွေပါရင် claim မှန်းသိနိုင်ပါတယ် interaction ဘယ်လိုမျိုးရေးမလဲဆိုတော့အမှဆုံးတစ်ချောင်းကကျတော့ကိုက writer နှစ်ခုလုံးကိုထောက်ခံနေပါတော့သူတို့နှစ်ခုလုံးကရေးတာကောင်းတယ်ဆိုပြီးမှတစ်ချောင်းရေးပါမယ်ပြီးတော့ဒုတိယတစ်ချောင်းမှာဆိုရင်ဘယ်လိုမျိုးရေးမလဲဆိုတော့ A passage နဲ့ B passage ဖတ်လိုက်တဲ့ဒါပေမဲ့ကိုက A ကိုထောက်ခံနေဆိုရင် A ကဘာချောင်းနဲ့ဘာပြောထားတယ်ဆိုပြီးမှပြောရမယ်ပြီးတော့တတိယတစ်ချောင်းအနေနဲ့ကျတော့ကိုက B ကိုမထောက်ခံဘူးဒါပေမဲ့ B ကဘာပြောထားတယ်ဆိုပြီးမှရှိရမယ်the other believe that ကိုရေးပြရမှာပဲဒီ option မှာဆိုရင်ကိုကမထောက်ခံတဲ့ဘက်เนาะကိုကစန့်ကျင်တဲ့ဘက်ကိုရေးပြရမယ် believe မှာဆိုရင်ကိုကသူ့ကိုရွေးရဆိုပြီးမှတတိချာချာခက်ခိုင်လုံးဆိုရဲ့အကြောင်းကိုတတိပြရဲ့အနေနဲ့ပထမဆုံး introduction မှာအဲ့နှစ်ချောင်းမပါမဖြစ် argue နဲ့ believe ကိုထည့်ပြရပါမယ်နောက်ဆုံးတစ်ချောင်းမှာဆိုရင်ကိုရဲ့ opinion ပေါ့နော်စာပိုင်းနှစ်ပိုက်လုံးဖတ်လိုက်တယ်ဒါပေမဲ့ကိုက A ထောက်ခံနေ A မှာကကျတော့ evidence လေးပါတယ် claim လေးပါတယ် fact လေးပါတယ်ဆိုရင်ကိုကအဲ့ချက်တွေပါတယ်အကြောင်းမလို့ A ကိုထောက်ခံပါတယ်ဆိုပြီးမှအဲ့ပထမဆုံးတစ်ပိုင်းနောက်ဆုံးတစ်ချောင်းမှာထည့်ပြရမှာပဲပြီးတော့နောက်တစ်ခုပေါ့နော် colon တို့ semicolon တို့လည်းမဖြစ်မနေထည့်ပြရမှာပဲအဲ့ဒါကြီးကျတော့လေစာဝဲမှာအမှတ်ပေးရပေါ့နော်ထပ် body တစ်ခုမှာဆိုရင်ကိုထောက်ခံတဲ့ဘက်ကိုရေးပြရမှာပဲကို support ရဲ့ဘက်ကကျတော့ဘာကြီးပါတယ်အဲ့နှစ်ပိုင်းကိုနိုင်ရှင်းလိုက်တဲ့ခါမှာဘာဒီကပုံပြီးတာနေရဆိုပြီးမှဒုတိယတစ်ပိုင်းကိုရေးပြမှာမယ်တတိယတစ်ပိုင်းမှာဆိုရင်ကိုမထောက်ခံတဲ့ဘက်ကိုရေးပြပါမယ်နောက်ဆုံးအချင်းချိုးတဲ့ခါမှာဆိုရင် body ကsupport ရဲ့ဘက်ရဲ့ and support ရဲ့ဘက်ကိုအခုလုံးမပြောထားတဲ့အကြောင်းအရာတွေကိုအချင်းချိုးအနေနဲ့ဖော်ပြပေးရပါမယ်extended response ရဲ့အခါမှာဆိုရင် time ပေါ့နော်ဒါ firstly secondly thirdly ပြီးတော့ finally အဲ့လိုမျိုးကြီးထည့်ပြီးလေအမှတ်ရပါတယ် transition ဆိုတာတရားပိုင်းလဲဆိုတော့ however moreover ပြီးတော့ on the other hand အများကြီးပဲရှိရပေါ့နော် extended response ရဲ့အခါမှာဆိုရင်အချိန်ပိုနေရင်ကိုစာချောင်းနေထဲမှာ transition ဆိုတာဒီလိုက်ထည့်ပါနော်အဲ့လိုမျိုးလေးဆိုရင်လည်းအမှတ်များရပါတယ်ဒါဆိုရင်တော့ extended response ဘယ်လိုမျိုးရေးမလဲဆိုတော့ကိုသိရတော့ပြီးထင်ပါတယ်ရှင်နောက်ထပ် view တွေမှာထပ်တွေ့ကြပါမယ်နော်သုံးသပ်ကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ် bye